YouTube မဟာ channel မှာတင်ဆက်ထားသောဗီဒီယိုဇာတ်ကားတစ်ခုလုံးကိုဖြစ်စေတစိုက်တရေတာကိုဖြစ်စေကူးယူခြင်းအခွေပွားခြင်းနဲ့မြည်သည့် social media ပေါ်တွင်မဆိုထုတ်လွှင့်ခြင်းဖြန့်ဖြူးရောင်းချခြင်းများကိုအမှုပညာရှင်များ၏အကျိုးစီးပွားထိခိုက်စေနိုင်သောကြောင့်အလေးအနက်တားမြစ်ထားပါတယ်ခင်ဗျာကူးယူဖော်ပြခဲ့ပါကစက်သွယ်ရေးဥပဒေပုံမှန်66ခန်းငယ်အရဖြစ်စေရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုံမှန်33ခါခွေအရဖြစ်စေလိုအပ်သလိုတရားစွဲဆိုမှုဖြစ်ကြောင်းနှင့်3နှစ်ထက်မပိုသောထောင်ဒဏ်နှင့်ငွေဒဏ်330နှစ်ရက်လုံးဖြင့်ကျသင့်နိုင်ကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာတော့ရလား အေးသွားပြီခလေးရောနေကောင်းရလား ဟုတ်ကောင်းပါလေမအမီရော့မနှုတ်တော့ဒီကတော့ငါရွက်တစ်ချိန်လုံးကြည့်နေရပဲအမီចောင်းစာကြီးလောက်အောင်မယ်လေ ဟုတ်ကဲ့မမီ I don't play defense. မမီတမျိုးလေးအကာတုကရဲ့ဘာပြောလေးဝေးပါလာရင် အမီစာကြိုးစားရင်မမီကဝယ်ပေးမှာပေါ့ပြီးခဲ့တဲ့လဘတ်စာမွေးဝဲတော့က position ကျသွားတယ်နော်ဒီတစ်ခါ position 1 or 2ရရင်မမီကအဲ့ထဲကဘာပြီးလို့လှလှလေးဝယ်ပေးမှာ မမီကပြောရနော် တကယ်ပြောတာပေါ့ အဲ့ဒါဆိုရင်တမီကာတုကမကြည့်ရောစာရေးပဲလုပ်တော့မယ် ဒီရသွားတိမ်မိုင်းသမီးလေး Snow White သမီးလေး
你妈这个帮我奶奶几把啦？ ဘာလို့ကြည့်ရမှာဟိုဘက်တော့ထားပါ 哎，我把刚才不定。 ဟာမလဲမအောင်လူသားရလားဟမ် 哥哥呀，他们刚才搞的，怎么了没注意？呀，他们有人了别的。 ဟဲ့ဒီဘာလို့လုပ်ရလဲ။တော့အခုချိန်ကြီးရောက်တော့ပြန်တော့သွား။သွား။ခုချိန်ပြန်တက်ခဲ့။ဟောမင်း။ဟဲ့ဒီ။ သမီးလေးဆိုဝိုင်း Happy birthday Happy birthday Noah သမီးကမမေရဲ့သမီးဟုတ်လား ဟုတ်တယ်သမီးဟုတ်တယ်သမီးသမီးလေးရလေမမေတဲ့ချီဟိုက်သမီးလေးဘောသမီးလေးတဲ့လူချင်းရဲ့ဘာပြီးရုပ်ကလေးမမေရမမေလည်းစပေးလို့သမီးရဲ့သမီးလေးအပြင်မှာကစားနေကြနေရလိမ့်မှာအယုတ်ကလေးလာယူနော်သမီးရော Milis Snow White မင်းကိုမကြောက်နဲ့နော်မင်းကလေရုပ်အရင်ချစ်တယ်နေတာ သူဆုံးတာလည်းမရှိပဲနဲ့ဒီလိုပဲလူပဲရတယ်ဟာမင်း အေးဒီနောက်ကရမမီ တမီးရဲ့အဲ့ဒါသူများရုပ်တွေနေမှာဘောပြန်ထားလိုက်မယူပါဘူး သမီးရောက် တမီးဒါချီကိုယူချက်ထားလို့မမီအစ်စ်လို့ပြောနေတာထားတယ်တမီးနော် သမီးကရသမီးရောက်ပဲ တမီးကလည်းအရှုံးနဲ့ဆိုအဲ့လိုပဲပြောလို့မရဘူးကဲကယူပါ တ
ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့စိတ်မူပါလေကျွန်တော်မှားထားပါပဲဟုတ်ကဲ့ဟုတ်ကဲ့စိတ်ချပါရှင်ဟုတ်ကဲ့ကောင်းပါပြီနော်ဟုတ်ဒါပဲနော်သမီးတန်ကောင်းပါလေဗျာသူဖြည့်သွားတော့ သမီးရှင်းမထိုင်လား ထိုင်မမီ ဒီထိုင်တော့ အာမ ဒီပြောင်းနေတာ3-4ရက်လောက်ရှိဘဲရောက် ကျွန်တော်သမီးလေးနေမကောင်းလို့ပါအမ အော်ဟာလားဘာဖြစ်လို့ တည်သွားတယ်ကျွန်တော်မိမရဲ့ဝိညာဉ်သမီးလေးကိုဝင်ပူပြီးစီးနေလို့ပယောဂဆရာကြီးသွားပြီးတော့တိုက်ကျူးဖြတ်ခဲ့ရတယ်အမရဲ့အဲ့တော့မှပဲကျွန်တော်မိမလည်းနာနာဘောကနေကျွတ်သွားတော့ နင်တို့ကလည်းဟဲ့ဒီခေတ်ကြီးမှာအဲ့ဒါရှောက်ရုံနေရထားလိုက်ပါတော့လိုအပ်တာရှင်မအောင်ပြောနော် ကျေးဇူးတင် ရှင်းမပါဒါဘာလို့ မမေပါ မမေပေါ့ဘယ်မမေလဲ တော်မုန်းကဒီပုံလေးကိုလေတမီးကဒေါ်မုန်းမကောက်နောက်ပြောင်တဲ့အနေနဲ့ဆွဲထားတာကိုမဖြစ်နိုင် ကျမတော့မဖြစ်နိုင်အောင်ထင်နေစရာတမီးကကျမကိုမမီလို့ခေါ်တာမေမေလို့ခေါ်တာမဟုတ် ဒါကသူเจ้าမှာသူ့တငယ်ချင်းနေသူတို့အမေတွေကိုခေါ်တယ်လို့မျိုးလိုက်ခေါ်ကြည့်တာလည်းဖြစ်တယ် ဒါမဲ့တ
ဆရာသမီးကလေအဲ့ပုံညတကောင်ကြီးတရေနိုးကြီးမှာထဆွဲတာဆရာရဲ့ကျမအဲ့ဒါကို suspect ဖြစ်နေတာ သိလဲစိတ်မပူပါနဲ့တော့မလို့ပါလေခလေးတွေဆိုတာတခါတရံမှာစိတ်ကူးတဲ့စိတ်ယူပေါက်ပြီးတော့ရှောက်လုတ်တတ်တာမျိုးရှိတယ်အဲ့ဒါကိုစိတ်ယောဂလက္ခဏာလို့တော့ပြောလို့မရဘူးသမီးလေးဒါဘယ်သူပုံလဲ သမီးပေါ့ ဒီမိမိလား ဟုတ်ဘူးလေမမီလေး ဒါဆိုဒီပုံက တခြားသမီးပေါ့ တခြားမင်းဘယ်တခြားမင်းလဲဘသူ့ကိုပြောနေရလဲဘသူ့ကိုပြောနေရလဲစနိုးဝါရဲ့ စိတ်ကိုထိမှာနော်ခလေးတွေဆိုတာကျူးကျူးတတ်တာဆက်ဆံမှုတော့မကောက်ကြက်တကူပြေးချင်ပါလေ ဟုတ်ကဲ့ဆရာ ဒီရွယ်ကလေးတွေဆိုတာအိမ်ကနေကြောင်းတခါကြောင်းကနေအိမ်ကနေကျူရှင်ကနေအိမ်အဲ့လိုပဲလေပတ်ပြီးတော့သူတို့ဘဝလေးတွေပိတ်လောင်မွန်းကျက်နေတယ်အဲ့တော့သူတို့လေးတွေထွက်ပေါက်ရအောင်သူတို့ရဲ့စိတ်ကလေးတွေထွက်ပေါက်ရသွားအောင်မိဘတွေကတခါဒီကလေးတွေနဲ့မကြာခဏဆိုတော့ပြောရွှေလေးလွတ်လပ်နေပြီးလို့ပါတယ် ဟုတ်ကဲ့ပါဆရာကျေးဇူးများတင်တယ်နော်ညီမနောက်လည်းလာအားပေးပါအောင် အားပေးမယ်မဟုတ်အဲ့ဒါတောင်းနေနော် တတားညီမမင်းကြီးမကြီးစမ်းပြောင်းနေတာ2ရက်တောင်ရှိပြီဘယ်တွေသွားနေ ဟုတ်မပြောရအောင်မအမရဲ့ကျမနေမနေရလေသူမိဖွားတဲ့ဆေးရုံမှာကလေးချင်းမသွားလို့အမရဲ့အဲ့ဒါကလေးပိုင်ရှင်စီလိုက်ပြီးကလေးချင်းလဲဝါတဲ့အဆင့်ထိတောင်ဖြစ်ကုန်တာအမရဲ့ကျမလိုက်ပေးနေရလို့အမကိုခွင့်မတိုင်မိရ sorry နော်အမ အေးရတယ် အဲ့ဆိုကျမယူနီဖောင်းသွားလဲလိုက်အောင်မယ်နော်အမ အေးသမီးအဲ့ဒီရုပ်ကိုဘယ်သူပေးရလဲသမီးကိုသမီးပြောတဲ့တခြားမိမိဆိုတဲ့မိမပေးရလားအဲ့မိမဘယ်ရလဲဘယ်သူလဲမမေကိုပြောစမ်းသမီးမမေပြောတာတေချာနာထောင်ခလေးတွေကိုအယုတ်တွေဝယ်ပြီးမုတ်တွေကျွေးပြီးတော့ရင်းနှီးအောင်လုပ်ပြီးအဲ့ကလေးတွေကိုခိုးတယ်ပြန်မင်းဆွဲတယ်အဲ့လိုလူတွေအများကြီးပဲသမီးသမီးနောက်ဆိုလို့ရှိရင်ဘသူဘာပေးပြီးမယူအောင်ဘသူဘာကြွေးကြွေးမစားရအောင်နောက်ဘသူဘာပြောသမီးမယုံအောင်မမီပြောတာနားလဲလားဟုတ်သမီးမှာအမေဆိုတော့မမီတယောက်ထဲပဲရှိရတခြားမေမေဆိုတာမရှိဘူးမှတ်ထားနော်သမီးဟုတ်ကဲခေါက်ဆွဲစမ်းဒေါက်တာရဇက်ကဘယ်တော့လောက်သိရမလဲ စင်ကာပူပို့ပြီးစစ်ရမှာဆိုတော့တစ်ပတ်10လောက်တော့ကြာမယ် result ထွက်လာလို့ရှိရင်တော့ဖုန်းဆက်ပြီးကြောင်းကြပါမယ် ဟုတ်ကဲ့ပါရဇက်ကလေတားမိရင်ဟုတ်မဟုတ်ဆိုတာတေချာသိလိုက် သိနေပါလေလုံးဝမလွယ်ပါဘူး ဟုတ်ကဲ့ဒေါက်တာခွင့်ပြုပါ ကောင်းပါပါရှင် မမီ
Fatte no? Pinti tu fame, no? Te mi fame, mi minete tu fame, mi minete fatte me, no? စနိုးလာစမ်းအဲ့ရုပ်ကတော့ဘယ်တော့မှမစော့တော့ပေးမမီကိုပေးမမီလွတ်ပြမယ်အဲ့ရုပ်ကိုဒီရုပ်ပဲချိန်လုံးစော့နေရပဲ Mami, me lo vale. Ni yo che, ay yo le o me lo di vale, no? Mami, no. Yo me di me lo di vale. Mami, yo me di me lo di vale, no. Me lo di vale. Mami, ya me lo di vale. Mami, me lo di vale. ငိုပါနဲ့တည်းနော်နည်းနည်းမလို့ဖြစ်တော့အမားတည်းနော် Mami, me take them up, Papa. ကိုရိုင်းလာကြည့်လိုက်ပါတော့ တမီးလေးကကျမတမီးမဟုတ်လား ဘရဇက်ထဲမှာပါတဲ့အတိုင်းပါပဲ
မင်းပါလာလို့လားဘာလာပြောနေရလဲမင်းသမီးကမင်းပေးမှာ ကျမသမီးအရင်ကိုမင်းနေတာဘယ်မှာလဲကျမသမီး ဘာလာပြောနေရလဲဖေမလေးကမင်းသမီးရင်မဟုတ်ဘူး ဘာလို့မဟုတ်ရမှာလဲကျမသမီးဘာလို့မဟုတ်ရမှာလဲဆေးရုံမှာဝင်းနေရဲ့သမီးကိုကျမသမီးဆိုပြီးကျမလက်ထဲမှာထိုးထည့်ထားခဲ့တယ်ကျမသမီးရေကိုကျမရှင်မွေးစားသမီးဆိုပြီးလဲယူသွားတယ် မင်းကဘာထားထားရှိ အထောက်ထားဟုတ်လားဒီမှာတရားနေ result စနိုးကကျမသမီးရင်မဟုတ်ဘူးဗျရှင်ဘာပြောချင်သေးလဲရှင်တော့ရုပ်မာတယ်လို့ဒီလောကကြီးမှာမရှိတော့ဘူးအဲ့မိမနဲ့ဖောက်ပြန်ပြီးရတဲ့သမီးကိုကျမလက်ထဲကိုထိုးထည့်ခဲ့တယ်ကျမသမီးရောတော့ရှင်လဲယူသွားတယ် မင်းထင်ရလျှောက်ပြောမနေနဲ့ငါဘယ်သူမှမဖောက်ပြန်ဘူး ဒီမှာမောချပြတော့ထဲလက်နဲ့ကောင်မကြိုးစားစမ်းပါနဲ့ရှင်လည်းပေါက်ပြရရသမီးကိုရှင်းပြဘူးကျမသမီးကိုကျမပြန်ပေးပါသမီးပါလေမမေလာခေါ်နေတယ် ဟာနော်ဘာလာရောက်တာလဲ သမီး ဘာဖြစ်နေလဲ သမီးလေးကမမေသမီးရဲ့သမီးနဲ့မမေနဲ့ချောင်းပြခွာနေရသမီးနဲ့သမီးနဲ့ပြူပြနေမနော်သမီးနော် ဟာဒိတ်ရမရှိတာငါသမီးမပေးနိုင်ပါဘူးဒိတ်ပဲမရှိတာ ကောင်းတယ်ကွာကျမသမီးကိုပြန်ပေးပါရှင်သမီးကိုရှင်ပြန်ခေါ်ကျမသမီးပြန်ခေါ်ပါမယ်သမီးလား မပေးနိုင်ဘူးမပေးနိုင်ဘူး ကြောက်တယ်ပြီးတော့ပြစ်တော့ဦးလား မုံမခမင်းကခလေးတွေရှင်မှာမစင်မစင်ပြောတယ်မစင်မစင်လှုပ်တယ်မင်းတော်တော်အတ္တကြီးတဲ့မိန်းမတော်တော်အာဃာတကြီးတဲ့မိန်းမအေးအခုလိုပြဿနာတွေဖြစ်လာတာမင်းကြောင့်မင်းနဲ့မင်းသမီးလေးခွဲခွာနေရတာမင်းရဲ့အတ္တတွေကြောင့်ပဲအဲ့တော့မင်းကြောင့်ဟုတ်ကိုရဲ့သမီးလေးမွေးလာရင်ဘယ်လိုနာမည်ပေးလဲ စောင်းရွဲမှာမွေးမှာဆိုတော့စနိုးဝိုင်းလို့ပဲမကောင်းလား ဟာကောင်းနေနော်စနိုးဝိုက်စနိုးဝိုက် မမလေးသမီးလေးပါနော်။အော်သမီးလေးကအသေးအောင်အတော်နည်းနည်းရှိနေလို့တဲ့ဆရာဝန်ကြီးတွေကကြည့်ပေးနေတယ်။စိုးရတာမမရဲ့။ဟုတ်မစိုးရင်ရပါဘူးညီမလေးရဲ့ဆရာဝန်ကြီးတွေတခြားကြည့်ပေးနေပါတယ်။ ပြည့်လားမမရဲ့မစိုးရင်ဟုတ်လေပြောသေးတယ်မမငါဘယ်လိုဖြစ်နေရလဲသမီးလေးတကယ်မစိုးရင်တော့တေးကြပါတယ်နော်မမနော် တေးကြပါတယ်ညီမလေးရဲ့ညီမလေးစိတ်ဝင်လေမမသမီးလေးကိုတော့ခေါ်လာခဲ့ပြီမယ်နော် မမရဲ့ဟုတ်ကဲ့နော်ဟုတ်ကဲ့မမ ဟောကလေးဖိနေ ဟုတ်ပါတယ်လား ကလေးကလေကာကွယ်ဆေးထိုးပြီးရတယ်ခုလုံးပြပြီးတက်လာလို့ ICU ခန်းနဲ့ထည့်ထား ဒါကျွန်တော်အပြင်ကဝယ်လာခဲ့တဲ့စီးတွေကြောင့်လာတော့တာ ဟုတ်တယ်ပြီးတော့ကလေးရဲ့ကိုခါအားနေတာလည်းပါတာပေါ့လေ အခုအဲ့ဒီကိစ္စကိုကျွန်တော်မိမတိတော်ပြီလားတော့လား သူတော့မသိသေးပါဘူးသူလည်းပြောပြမထားသေးဘူး ဒေါက်တာရေကျွန်တော်ကလေးကိုကြောက်အောင်ညာကျွန်တော်တပီးလေးစားတစ်ခုဖြစ်သွားရင်ဒီကျွန်တော်မိမစိုးရင်ရတယ်ဒေါက်တာရေဘိုးမခကလေးအရန်လိုချင်နေတာကျွန်တော်တို့လည်းကလေးရအောင်လေခက်ခဲနဲ့စူးစမ်းထားလို့ပါဒေါက်တာရေကဲပါအောင်ဒေါက်တာနော် သိပါတယ်ကျမတို့လည်းအဲ့ကလေးအသက်ရှင်ဖို့အတွက်ကိုစွမ်းကုန်ကြိုးစားနေပါ ကျွန်တော်မိမဒူးလာရင်ကလေးဘက်မှာလည်းလိုမေးဘယ်လိုဖြစ်မှမသိတော့ဘူးဗျာ ဒီမှာရှင့်ကျမတခုကိုညင်ပေးမယ်ဒီဆေးရုံမှာကျမညီမဝမ်းခွဲကလေးမွေးထားတာရှိတယ်သူလည်းမင်းကလေးပဲ
ဟိုအဲ့ကလေးလေးနဲ့ခဏအစားထိုးပေးထားမယ်လေဟိုမွေးကင်းစားကလေးဆိုတော့ရုံလည်းတိတ်မှတ်မိမှာမဟုတ်ပါဘူး ဟုတ်အဲ့ဆိုရင်လေကုညီပါဆရာမရေကျေးဇူးတင်ပါတယ်ဟိုဆရာမကျေးဇူးကျွန်တော်မမေ့ပါဘူးကုညီပါနော် အဲ့ကလေးလေးကိုရှင်မင်းလာထားလိုက်နော် ဟုတ်ကဲ့ ကိုမျိုးသမီးချင်နေရပြောနေတယ် ဟောအဲ့ဒီမျိုးသမီးအကြောင်းတော့မပြောချင်တော့ပါဘူးရှင်ယောက်ျားကလည်းဆုံးဟိုကလေးကလည်းဆုံးသွားပြန်ပြီလေကျမတို့လည်းအသက်နိုင်ဆုံးတော့ခဲ့တာပဲအမရဲ့သူ့ကံပေါ့ ဝင်းနေညီမလေး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 ညီမလေးဒီမှာဒီကလေးကရှင်တို့အကူညီဖို့မွေးလာလားမသိပါဘူးရှင်ဒီကလေးမမွေးခင်နဲ့သူဖားတဲ့ဆိုးလေးပါသူမမွေးခင်2 လလောက်တည်းကသူ့ဖေအဖားကမှမြေစားဖို့ပြိုလို့တည်သွားခဲ့ရအခုလည်းချက်ပြီးတော့ကျမနဲ့မဝင်နေရထပ်ဆောင်သွားတယ်ဒီကလေးအဖြစ်ကဆိုးလိုက်တာရှင်ကျမတို့ညီမ2 ယောက်ကကန်တူအကျိုးပေးပါရှင်ကျမမှလည်းကလေး2 ယောက်မဆိုးမဆိုတော့ဒီကလေးကိုကျမဆက်မမွေးနိုင်တော့ရှင်တို့ကိုညီပေးသူဆောင်ရှောက်ဖို့အတွက်မိဘမဲ့ကြောင်ကျမပို့လိုက်ရတော့မှာဒီမှာရှင်ကလေးရှင်ကလေးကျမ်းပါလို့ ကျေးဇူးတင်ပါတယ်ဆရာမရေ ရှစ်ကလေးပြန်နေကောင်းသွားပြီဆိုတော့ကျမရဲ့ဒူမလေးကိုပြန်ခေါ်ရတော့မယ်ရှင်ရှိရခေါ်ပြီးသွားရင်သူ့မိဘမဲ့ကြပို့ရတော့မှာ ဆရာမကျွန်တော်တို့ကုညီခဲ့တဲ့ကလေးကိုဒီပါမဲ့ကြီးကတော့မပို့ပါနဲ့အဲ့ဒီကလေးကိုကျွန်တော်တို့ပဲမွေစားမွေကန်ဖြစ်ဝေးစားလိုက်ပါမယ်ဆရာမပဲအားလုံးစီစဉ်ပေးပါနော် ရှင်ကျမဒီမလေးကိုအမွေစားမွေကပြင်မွေးစားမယ်ကျေးဇူးတင်လိုက်တာရှင်ရှင်လို့စိတ်ကားကောင်းနေသူနဲ့ကျမဒူမလေးတွေ့ရတာအရင်ကံကောင်းပါလေကျေးဇူးတင်ပါတယ်ရှင် နမေးစီသွားမယ် ကိုဘုသူကလေးကိုခေါ်လာလဲ ကိုတို့ကလေးလေး ဘာပြောလဲ ကိုတို့ရဲ့သမီးလေး ဒီကလေးအောင် အဲ့ဒီကိစ္စကိုရှင်းပြမယ် မိုးလုံးဝသဘောမတူနိုင်ဘူးကိုမိုးတော့မှဒီမှာတွေ့ရင်တိုင်းသမီးလေးတယောက်မျိုးရှိနေတာဘာဖြစ်လို့သူများကလေးကိုဝေးစားရမှာ ဘာလို့လဲဆိုတော့ကို့မှာတာဝန်ရှိတယ်ကိုမတာဝန်မယူဆိုရင်ဒီကလေးတော့ရောက်တော့မှာပေါ့ မိုးရှုပ်ရှုပ်ရှက်တယ်မကြိုက်ဘူးကိုဘာရှုပ်ရှက်လောက်လာလဲ ကိုပါရှုပ်ချက်လုပ်လို့တယ်ဒီကလေးက ဘသူကလေးလဲကိုနဲ့ဘလို့ပတ်သက်နေတယ်လဲပြော ဘလို့မှမပတ်သက်ပါဘူးကွာဒီစိတ်ရောမှသိတာပါ မိုးမယုံရှင်မရိုးတာဒီကလေးကိုမွေးဖို့အတွက်ကိုရှင်အကွက်ချပြီးစီစဉ်နေတယ်အသေးအတန်စူးစမ်းနေတယ်ကျွန်မမသိမှတ်နေတာ ဟာမင်းတွေးခေါင်တော့တယ်မင်းကိုတဲ့ကောင်စော်ရတယ်သွင်းသူသားလို့ဖြစ်နေတယ်လေသွေးတက်ပြီးတခုဖြစ်သွားမှာစိုးလို့ကိုယ့်လက်ထဲမှာရှိတဲ့တမီးလေးကိုပဲခေါ်ပြီးတော့ကိုထွက်သွားခဲ့တာဒါလည်းကိုတမီးလုပ်ခဲ့တာမဟုတ်ဘူးကိုမင်းကိုအချိန်ချင်းရှင်းပြဖို့ကြိုးစားခဲ့ပါလေမင်းကအတွေ့မခံတော့ကိုစိတ်လျှော့ခဲ့ရတယ်ပြီးတော့မင်းထင်တယ်လို့ဘယ်နည်းဖြစ်မဲ့ကိုနေရတယ်ဘာမှမပတ်သက်ဘူး Snow White လေးကလည်းကိုသမီးရင်းလို့မင်းမယုံရင်ဂျင်းนี่စစ်ကြည့်လို့ရပါတယ်သမီးခဏမေးတယ်သမီးတိတ်တွေ့တယ်
သမီးရဲ့ပေးစီ Welcome ပါရှင် Hi Mama Hi Snow White သမီးလေးလာအောင်သမီးလေးချူအောင်တို့သမီးတို့ရလား ရတယ် သမီး Snow White သမီးလေးချစ်စရာလေးဒီအောင်ချစ်စရာလေး သမီးလေးဒီကြောက်တာမယ်နော် မမီနဲ့သမီးတို့ရေမပြီးကြသေးဘူးလား ပြီးပါပြီကိုရဲ့ကျော်ကိုတောက်တော့ယူသားလိုက်တော့တကားပိတ်ပြီးလိုက်ခင်နော် โอเคလာသမီးတော့ ဖောင်းပြပေးမပေးဘူးငါဂိမ်းဆောင်လို့မပြီးသေးဘူးမပေးဘူးငါမှန်ပြီးဖောင်းငါဖောင်းပဲမပေးနိုင်ဘူးမေမမီးဂိမ်းဆောင်နေရမပြီးသေးဘူးဥစ္စာကိုဖောင်းပြန်မပေးဘူးလေ သမီးသမီးကမောင်ကြီးဖို့ပြန်မပေးဘူးပေါ့ကျော်အဲ့ဒါသမီးရဲ့တယ်လီဖုန်းနဲ့ဆော့ဟမ်
我啥呀？ သမီးမမေဖုန်းလာနေရမလားမမေကိုလာပေးလေသမီးဟုတ်ဖေဖေငါဖေဖုန်းနဲ့ချက်ကြည့်ရမယ်ကြောက်တယ်ဆိုပြီးမှထဖြစ်နေဘာဖြစ်မလဲတပည့်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဒီမှာတရေရှိရဲ့ကြောက်တယ်ဘာဖြစ်လဲတမီးရဲ့ဒီမှာဘယ်နဲ့တရေရှိရမှာလဲဘာတရေမှမရှိဘူးလေကဲရော့တမီးစနိုးဝိုင်ဝတ်လိုက်လာဟိမန်လာကဲရော့ဟိမန်လူတည်းကပီကျောင်းချင်တော်နေနေပြီအခုချိန်ဒီဘာမှမဟုတ်ရသေးဘူး တက်ကြီးမမီရလေအိမ်မက်ကြရအိမ်ကြီးလည်းဝင်ပေးတယ်ခေါင်းလည်းဖြီးပေးတယ်ပြီးကောက်လည်းတက်ပေးတယ်မမျိုးကြရဘာမှမလုပ်ပေးဘူးကြည်စမ်းဒီလိုချစ်စရာကောင်းတဲ့တမီးလေးကိုမမီရဲ့လုပ်ဖို့ဟုတ်လားမမီလုပ်ဖို့နေဒီလုပ်ဖို့လားဒီလိုဆိုးတဲ့မာမီကိုလေပြီးရင်ဒေဒီကိုလိုက်ကျင်လုံးနဲ့နာနာလေးရိုက်ပြီးလိုက်နော်မြိုက်ပါနဲ့တက်ကြီးမမီကိုမြိုက်ပါနဲ့နော်ဘာဖြစ်လို့လဲတမီးရဲ့မာမီကိုချစ်လို့လားချစ်တာပေါ့ဟုတ်လားအဲ့ဆိုရင်ဒေဒီကိုနည်းနည်းလေးချစ်တယ်ဟုတ်ပါပြီဟုတ်ပါပြီကဲကျောင်းတော်ပြင်ဆင်တော့နော် သမီးရဲ့ Snow White စောင်းတက်ထက်နေလားအကြောင်းချိန်နေပြီနော်မုန်းခိုင်ကလေးကိုတန်းတူပြုဆိုင်ပါဟ
ဖေမှန်လေးကိုပဲပြုဆက်ပြီးတော့ Snow White လေးကိုသမီးအရင်ဖို့လို့ပြစ်ပစ်ထားတယ်သူ့စိတ်ထဲမှာတကယ်စိတ်ဝင်စိတ်ချပါပဲ Snow White လေးရတယ်ဒီမွေးလေးကမိုးစင်နေရောက်ခဲ့တာသမီးလေးလိုဖြစ်နေတာလေကို 妈咪，妈咪啊，现在还没听外婆，妈咪用去倒来。 သမီးရဲ့ဘာရှောင်းနေနေရလဲသမီးကဘာလို့မချစ်ရမှာလဲသမီးငယ်ငယ်လေးသမီးကမွေးနေတာသမီးသမီးလေးပဲသမီးချစ်တာ သမီးဘာမှမရှိပါဘူးသမီးရဲ့ Snow White，你以为今年我来北京哦？我软木北，今年碰到没？我爱干么家务，我屋企干么家的。看了，我干么的？妹妹 ，Snow White 他最近在干么的？他没有家北么的。သမီး Snow White ဟေးမောက်လည်းတစ်လက်ပေးကြည့်လိုက်အောင်လေတယောက်ကိုတယောက်ငဲညာရမယ်လို့မမီပြောထားတယ်မလား ကိုပြန်လာပြီလား ပြောင်းနေပြီတားရက်ကိုရောက်နေပြီဟုတ်မို့ကိုယ့်ရဲ့စာကြည့်စပွဲပေါ်ကလေဖိုင်နီလေးယူခဲ့ပြီအော်ခဏဆင်းခဲ့ပါလား ကိုကကုမ္ပဏီကိုပြန်သွားအောင်မလား မသွားပါဘူးကုမ္ပဏီကဝန်ထမ်းတယောက်လာယူလို့အဲ့ဒါအောက်ကလုံခြုံရေး security ကိုပေးထားလို့နော် ဩပြီးရောပြီးရော ဟောဒီလေးကိုနာမည်လေးရောဝန်ထမ်းတယောက်လာရင်ဒါလေးတွေ့ပြီနော် ဟုတ်စိတ်ချပါဘူး ဟုတ် thank you ဘာဖြစ်လို့လဲတမီးဘာဖြစ်လို့လဲဘာဖြစ်လို့လဲ 弟弟妈妈的，我一个的。 အာတမီးရလေဘယ်အသေးပုံပေါ်မှာလဲမကတော့ကလာနေတာလေတမီးရဲ့ မီးဟောလေးကတော့လာနေရပါ 哎呀，都让妈咪们记人。 ကဲပဲကြည့်ရမယ်ပဲပဲ တမီးရလေကြောက်စရာမရှိကြံဖန်ကြောက်နေတယ် တမီးရဲ့ကဲတော်ဘာလို့ကြောက်လဲ
ပြန်ပေးပေးဦးငါဖေဖေလေးနင်းနဲ့ဘာဆိုင်လို့လဲပြန်ပေးမပေးဘူးဒီဒီငါ့ကိုပေးထားတာပြန်ပေးလို့ပြောနေတော့ပေးဦးမင်းစားလို့ကောင်းတယ်ဒီကောင်းလား လောက်ပြီးသမီးကအားကြောင့်မမေပြောတယ်ဝါးစားပါဆိုထမင်းလောက်တူမျိုးမျိုးချနေအောင်အဲ့တော့ကျွတ်ထိုးပြီးခေခက်လာအောင်မမျိုး နင်းရုပ်ရအစုံကြီးငါရုပ်ကိုရငါဖေဖေပေးထားလှက်လာတယ်ငါရုပ်ကိုဘာလို့ထူရလဲရတယ်သမီး မမီးရုပ်လေးအောက်ကြပါ යි စနိုးဝိုင်လို့ရလိုက်တာ ဟုတ်တော့ဟဲ့ရေကောင်းလားစနိုးဝိုင်ဘာလို့အဲ့လိုလုပ်ရလဲသမီးမမေအဲ့လိုလုပ်တာမကြိုက်ဘူးလေနောက်တစ်ခါဆိုရိုက်ခံမယ်နော်ကြားလားကဲမငုံနဲ့တော့သမီးမမေတော့ကောက်ပေးမယ်တိတ်တိတ်တိတ်သမီးဒီမှာဘာရဲ့လုံနေရလဲ မမီတမီးကိုမကြည့်တော့လို့ရိုက်မလာရဲ့တမီးကမမီရဲ့တမီးအရင်မဟုတ်လို့မကြည့်တော့ဘူးလား အော်သမီးလေးဟဲ့မမီကလေသမီးလေးကိုမစိုးစေချင်လို့အဲ့လိုပြောတာပါမမီကသမီးကိုချစ်တာပေါ့နော်မမနဲ့တော့အလိမ့်ပါတိတ်တိတ် ကြည်သားမိပြည့်တွေ့ပါလို့လေ ဟဲ့မင်းရုပ်အောက်ကိုကြောက်လို့ကောက်ပြန်တက်လာ ဒီမှာ ဟဲ့မ သွားတာပါမင်းတော့မင်းတော့ကျက်ရပါဘာလို့ကြောက်ရလဲသမီးရတယ်မင်းတော့ပါမင်းအမှဆက်တော့တောင်းနေရတယ်မင်းတော့ဘာကြောက်လဲလေတော့မင်းတော့
ကိုပြန်လိုက်လား ဖြစ်လာပြီဟာဟုတ်တယ်တယ် အပြင်လေးခဏသွားကြလို့ပြီးတော့ကားလည်း workshop ပြစရာရှိရယ် ဟုတ်ကလေးတွေရော ကလေးတွေကတမင်စားပြီးတော့ခဏအိတ်ခိုင်းထားတယ်နိုးလာလို့ရှိရင်ကိုရေခဲတက်တိုင်မှာ chocolate cake ရှိကျွေးထားတယ်နော် ဆွေးရလိုက် သွားမယ်နော် ဟုတ်ဟောဘာမှမဟုတ်ကျွေးထားလိုက်မယ်လို့ ထားပြီ ဟ
သမီး အဲ့ဒါဘာလို့လဲဘယ်သူ့မို့ဆွဲလဲ 妹妹抱。 သမီးဖေမန်သမီးမီးရေမီးသမီးရေသမီးဖေမန်သမီးသမီးရေသမီး သမီးဖေဖေနဲ့ဟိမော ဒီကမှာဘယ်သွားနေရလဲ ဒါပါဘူးခဏ Snow White ဒါဘာလို့ပေါ့ 妹妹抱。 ဘယ်ကမင်းမင်းပေါ့ ကိုကလည်းသူစုပ်နေကြရုံးလိုက်ပုံသူဆွဲလာပါ မင်းမင်းပုံလို့ဘာလို့ပြောอ่ะ ဒါကတော့သူ့ရုပ်သူပေးချင်တဲ့နာမည်ပေးမှာပေါ့ကိုရဲ့ဘာဖြစ်လို့လဲကဲတော်သမီးတို့အခန်းထဲတော့ကိုဘာလို့ခလေးအဲ့လောက်တောင်စစ်နေနေတာ
သမီးကဒီပုံမြည်ပြီးတော့ကြောက်ပြီးထွက်ပြေးသွားတာဒီပုံကိုစနိုးဝဲကဆွဲသမီးလေးကဘာလို့ဒီပုံကြောက်ပြီးထွက်ပြေးရလဲစနိုးဝဲကဘာလို့ဒီပုံကိုဆွဲရလဲဒါသမီးကို6လသေးမှာဒါကြောင့်သူကြောက်ပြီးထွက်ပြေးသွားတာဟုတ် ကိုရဲ့အထိတ်ပဲမရှိလိုက်တာဘယ်က6မှာလဲဘယ်မှာတရေရှိလို့လဲခလေးက6ချားပြီးတော့ကြောက်နေနေမှာပေါ့သူတရေကပဲကြည့်လေလေအဲ့တော့စိတ်ဆွဲပြီးကြောက်တာနေမှာပေါ့ကိုရဲ့ စိတ်ဆွဲပြီးကြောက်တာမဟုတ်တကယ်အ6ခံလို့ကြောက်တာသမီးလေးကိုမေးပြီးပြီဒီသမီးရှိရှိနဲ့တရေမှာသူ့အမြဲတမ်းလိုက်6နေတာလေ ကိုကလည်းဒီခလေးပြောတော့တစ်ဖက်သက်ယုံနေတယ်ခလေးတွေအထင်မှမြင်မှဖြစ်နေအောင်ကိုကနားလေအောင်ရှင်းပြဖို့မကြိုးစားဘူး ထင်မှမြင်မှဖြစ်တာပေါ့ဟုတ်ပြော ကဲကိုတော်ပြီကိုကလေပြဿနာမဟုတ်တာပြဿနာလှုပ်နေတာဒီအိမ်ကလေလူနေဘူးတဲ့အိမ်လည်းမဟုတ်ဘူးလူသိဘူးတဲ့အိမ်လည်းမဟုတ်ဘူးဒီတိုက်စောက်ပြီးပြီးချင်းမှာမိုးကဒီခေါန့်ငှားနေကြတာကိုကလေတကယ်ပဲတက်တိကြောင်တော့မှနှစ်ယောက်မရှိဘူး နောက်ဆိုရင်ဘာလို့ဖြစ်ဖြစ်မမေ့ပြောရမယ်နော်ဒီအိမ်မှာဘာတရေမှမရှိပါဘူးတမီးရဲ့တမီးကြောက်စရာမလိုဘူးကြလို့တမီးစိတ်ထဲမှာကြောက်နေရဲဆိုလို့ရှိရင်မမေတမီးကိုတင်ပေးထားတဲ့နမောတတကို3ချိန်လို့ဟုတ်ပြီလားအဲ့တော့စမေနေတော့ စိတ်ကပေါ်မှာဖြစ်မှာပေါ့တမီးလေးသူကားတော့အေးတော့ပဲတမီးနေလာပါတမီးဟာကလေးကဒီလိုပဲခဏခဏတက်တာ ဟုတ်မတက်ပါဘူးဆရာအခုမှဖြစ်သွားတာပါဟိုဒီတင်းရဲ့အတွင်းမှာထိတ်လန့်စရာတွေကိုတွေ့ပြီးတော့ကြောက်ပြီးခုလိုဖြစ်သွားတယ်လို့ထင်ပါတယ်ဆရာ ဒါဆိုရင်တော့နောက်ထပ်ထိတ်လန့်စရာမပြောင်းဘူးဘယ်ဥဆိုင်ပြီပါတယောက်တည်းမထားပါနဲ့ပြီးတော့မိဘတူကကလေးအနားမှာအများကြီးနေပြီးတော့ကျင်ကျင်နာနာနင်းနေထွေးထွေးနဲ့စောင့်ရှောက်ပေးပါ ဟုတ်ကဲ့ပါဆရာအခုတမီးလေးချင်းနေအောင် စိတ်ချရပါပြီကျွန်တော်နောက်ထပ်တနားရီလောက်နေထပ်လာကြည့်ပေးပါ ဟုတ်ကဲ့ပါဆရာကျေးဇူးတင် ကျေးဇူးပါဆရာ ခွင့်ပြု တမီးတပါလားတမီးဘယ်လိုလဲ သမီးကြောက်တယ် သမီးရေဘာမှကြောက်စရာမလိုနော်ကြောက်စရာမရှိဘူးလားသမီးနားမှာဖေဖေလည်းရှိရယ်မမေလည်းရှိရယ်နော်သမီးအိတ်ချင်တယ်ပြန်အိမ်လာလေမမေတို့ဘေးမှာစောင့်နေမယ်နော် ဟုတ်တော့ဒေါက်တာပြောတာကြားရင်တော့ကလေးကိုနောက်ထပ်ထိတ်လန့်စရာတွေမကြောက်ဘူးဆက်ရမယ်တဲ့ကိုအဲ့ဒီအိမ်ကနေကြောင်းကြရင်ကောင်းမှာပေါ့ ဘာပြောမှမလဲကိုရဲ့ ဘာလို့လဲဆိုတော့အဲ့ဒီအိမ်မှာသမီးလေးကို6နေတင်းမှရှိတယ် ကိုကလည်းကွာအထိတ်ပဲမရှိတာပြောပြန်ပြီကဲတရေရှိရဆိုလို့ရှိရင်ဘာလို့သူ့တယောက်တည်းကို6ပါလဲအဲ့တရေက
ကျန်တဲ့လူတို့ဘာလို့မချောက်ခလေးကစိုက်ကိုဖြစ်နေပါဆိုမှကိုကပို့ပြီးတော့ over လုပ်နေတယ် ကိုက over လုပ်နေတာမဟုတ်ဘူးသမီးတို့စိတ်ပူလို့ပြောနေတာအဲ့ဒီမှာဆက်နေအဲ့တဲမှာသမီးတို့ဆက်ပြီးချောင်းနေသမီးလည်းနေရဲမှာမဟုတ်ဘူး မိုးအပြင်တော့လေကိုကလူရတာပို့ပြီးတော့ sensitive ဖြစ်နေတယ်အေးကဲအဲ့တရေက6တယ်ဆိုရင်သမီးတယောက်လည်းဘာဖြစ်လို့6မှာကဲပြောစမ်းပါ ဘာလို့သမီးတရားတွေကို6လဲဆိုတော့အဲ့ဒီတရေမှာစနိုးဝိုက်လေးအမေဖြစ်နေလို့ပဲမင်းကဟေမန်ပေါ်မှာလူလာတဲ့ပူပြီး view site ပြမနာလို့ဖြစ်လို့သမီးလေးကို6နေတာအဲ့ဒါစနိုးဝိုက်လေးတည်မမေကိုမေးကြည့်လိုက် ဒီမှာကိုရှင်တိတ်တရားလွန်နေပြီနော်မစိမဆိုင်ဘာမှအပြစ်မရှိတဲ့ကလေးကိုရှင်ဆွဲမထည့်ပါနဲ့ပြီးတော့မဖြစ်နိုင်တာဘာလို့ရှောက်ပြောနေရလဲအတိတ်ပဲမရှိရရင်မပြောပါနဲ့ဘာလဲရှင်သမီးရင်မဟုတ်လို့ရှင်ခွဲခြားလုံနေရလား မငါဘယ်တော့မှခွဲခြားကြီးမဆက်ဆံခဲ့ဘူးဥတော့ငါပုံမလင်းလင်းပြောလိုက်ပဲငါသမီးတဲ့ဘ누구မှပူပြီးဥစားမပေးနိုင်ဘူးဘ누구မှလည်းမငဲ့ညာနိုင်ဘူးသမီးလေးဒုက္ခရောက်မှအိမ်မှာလည်းဆက်မနေနိုင်ဘူး ရတယ်လေရှစ်ဆက်မနေနဲ့ရှစ်ပါသားရှစ်ထွက်သွားကျမသမီးတော့မထည့်နိုင်ကျမသမီးခေါ်ကျမအိမ်မှာပဲကျမပြန်နေမှာသမီးပြောတာလားကမိုးသမီးကနေမကောင်းဖြစ်တယ်ရတော့သမီးလေးကိုဆက်ပြီးစိတ်ဆင်းအောင်မလုပ်နဲ့တခုတော့ပြောလိုက်မယ်မင်းကသမီးနဲ့မခွဲနိုင်ဘူးဆိုရင်အားလုံးငါ့အိမ်မှာလိုက်နေကြဒါမှမဟုတ်ရင်တော့စနိုးဝိုက်လေးကိုမစ်ဆွန်လာလိုက်ဒါပဲ စနိုးဝဲကိုစွန့်လို့ဘာလို့စွန့်လို့ရမှာလဲကျမသမီးကိုဘာလို့စွန့်လို့ရမှာလဲမစွန့်လို့နိုင်ပါဘူးသမီးမင်းပြောတော့ငါထားမင်းနဲ့လိုက်ခဲ့ပါသမီးလေးနော် ကဲပါသမီးထပ်ပြီးစိတ်ဆင်းအောင်မလုပ်ပါနဲ့ငါတောင်းပါနဲ့မင်းတို့လည်းတွားကြပါတော့ဒီရှိကြောက် ရတယ်ရှင်လို့ပြောရတယ်သမီးပြောနေတော့မယ်လားနားလို့လား သမီးဒီမှာမရှိတော့ဘာမှမကြောက်သိရှိရနော်လာတယ်ဒါဒီတော့ဖြစ်စီ Hey. ဘသူစီဖုန်းကိုခေါ်နေတယ် မမေစီကို ဘာလို့ဆက်နေရလဲ မမေကိုတတိယလို့ သမီးကသတိရနေတာသမီးမေကသမီးကိုသတိရမှာလို့ခုလောက်ဆိုရင်ဟိုတေးရမရဲ့သမီးနဲ့ပျော်နေတော့ပါပြီ ဖေဒါဆိုမမေကသမီးကိုမချစ်တော့ဘူးလား သမီးကိုချစ်မချစ်သမီးကိုယ်တိုင်မေးကြည့်ဖေဖုန်းဆက်ပေးမယ်ဖေဖုန်းဆိုတော့သူကြိုင်မှာမဟုတ်ပါဘူးဖေလည်းသူ့တံမချချင် ဖေဒါဆိုသမီးကဖေနဲ့မမေနဲ့အတူတူပြန်မနေရတော့ဘူးပေါ့လေ ဖ
မမခပါလား ဆရာမစောင်းနေမှကြောင်းမတက်ဘူးလား အိုးဆိုရင်မကြောင်းတက်တာနေ့လောက်ရှိပြီရှင်နေမကောင်းဆိုပြီးတော့ခွင့်တိုင်ထားပါတယ်ခွင့်ပြုပါအောင်နော် သမီးရေဘာလုပ်နေလဲထမင်းစားရမယ်နော်ထမင်းစားပြီးစားလုပ်အောင်မယ်သမီး မမီသမီးရတယ်ပြန်ခါတူပုံနဲ့စားမယ်ဟုတ်လားခါရရတော့မျိုးစုံဆောတတ်တယ်လာကျမစားမယ် ဘာသေးမှမရှိဘူး။အော်မကြောက်ပါသမီးရဲ့နော်။ဘာမှကြောက်ချင်မလို့နော်။ဒီကြောင်လုံးရှိတယ်။လုံးဝမကြောက်နဲ့နော်။ဒီမှာဘာသေးမှလည်းမရှိဘူး။ဟော။ကဲသမီး။ဖေးတင်မိထားတယ်။ဖះဆောင်သူတို့ဆိုရင်လည်းအေးကြတယ်နော်။မကြောက်နဲ့နော်။အေးရှိတယ်။ဘာမှမကြောက်ဘူး။အေးသူပြစေရောအာရမနာပြစေရောဒီမီပြစေရောနန္ဒရာပြစေရောမာနန္ဒရာပြစေရောသမီးလေးနေကောင်းသွားရလား ကောင်းပါရဲ့မေမေမေသမီးကိုတတိယလားယင် ရတာဗောသမီးရဲ့မမေကလေသမီးလေးကိုနေ့တိုင်းသတိရနေရသမီးလေးရောမမေကိုသတိရရလား တတိယတာဗောမေမေရဲ့ကြောင်းပိတ်ရဆိုဖေဖေကယုံသွားနေရသမီးကအိမ်မှာတယောက်တည်းနေခဲ့ရတာကြောက်လဲကြောက်တယ်မေမေကိုလည်းအရန်တတိယရဲ့ သမီးရဲ့မြန်မြန်သတိရနော်သမီးနော် မဖေဖေလာနေပြီ မေတော့ဒီနေ့အတွက်နှစ်ခုပဲရမယ်။ညာဆိုင်ချောင်းစုမယ်။မေမိမှုတွေတိုက်ဆရာရှိသေးရဲ့နော်။အေးစေစောနေဟလား။ မ
သမီးရဲ့ဒီမှာဘာလာလုပ်နေရလဲသမီးရဲ့မမီးအိတ်ခမ်းထဲမှာစော့နေရထင်လား တပည့်ဒီမှာသူဘာဝလာဆောင်းနေတာ လောက်ပြန်ပြီကြမ်းကြမ်းဖမ်းမှန်တူတူပေါင်းနဲ့တယောက်ထပ်စော့လို့ရလို့လား နဲ့ဖူကလေးမမီးရဲ့ နှစ်ယောက်စော့ဘယ်သူနဲ့စော့လဲ ဒီမေနဲ့ လာပြန်ပြီဒီနေနေကဲသွားအောက်ကိုဆင်းတော့ သမီးဖျားကြော်ပြီလား ခရော့ပြတာဒီမမီးခရော့ကိုပဲကျွန်တော်ရယ်ခရော့ပဲနော် လိမ္မာလိုက်တဲ့မမီးသမီးလေးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေနော်ကဲဒါအဲ့တော့မမီးတစ်ချင်းလေးစုသိမ့်မယ်မိထေနာကံဝေဖာကောက်ခေပါမေပြိုင်ရှိကပြန်ကရေမိုးဆုံချုပ်ပေါ်သမီးငယ်ဟေးပါတော့ကွယ်ချောင်းကြီးကြိုက်လိုက်မယ်ဟေးရကနူရီချောင်းသွားရအောင်မေသမီးလေးအိတ်တော့ကွယ်ချောင်းစောသွားဖို့အိတ်ပါကွယ်ဒီပါရောကွယ်သမီးစောတဲ့ကွယ်သမီးလေးဆောင်းပြီမဆော့မေးမေးလာကြိုတယ်မသမီးလေးလိုက်မသွားဘူးလား သမီးကိုဖေဖေလာကြမှာဆို အော်အေးဆမကိုစောင့်ပြရမှာသူ ဟုတ်ဟုတ်နော်ဆမသမီးဖေဖေရှိကိုဖုန်းလိုက်ဆိုတော့ဖုန်းလေးခဏ မအေးဆက်နေတယ်ဟုတ်ကဲ့ဆရာမ မေမေ သမီးငိုတိုင်းနေဘလို့ဖြစ်တာလဲသမီးဘာဖြစ်လို့လဲ ဖေဖေခုထိလာမကြော်သေးဘူး ဟာလားသမီးရဲ့ဒုက္ခမမေတို့တော့အိမ်ပြန်ရောက်နေပြီသမီးရဲ့ဘာဖြစ်လို့လာမကြိုသေးရလဲဖေဖေက ကျောင်းမှာလည်းကျောင်းသားတွေတရားမှမရှိတော့ဘူး ဟုတ်တော့အဲ့ဆိုသမီးကိုမမေခုလာခေါ်ရမလား မမေတို့အိမ်ရောသမီးမလိုက်ချင်ဘူးတရေကြောက်တယ် သမီးရဲ့ဘာတရေမှမရှိပါဘူးသမီးစိတ်ထင်လို့ပါ ရှိတယ်မေမေရဲ့အိမ်ထဲမှာရောလေကားနားမှာရောခေါင်းမိုးတက်မှာရောမေမေရဲ့ ဒုက္ခပါပဲသမီးရဲ့ ဟာဖေဖေပြလိုက်ပြီနော်ဒါပဲ အေး ဆရာကျေးဇူးပါ ဆက်ပါလေသမီး သမီးဆော်ရွေးသမီးဖေဖေအလုပ်ကိစ္စနဲ့ MICD တွားနေရမင်းနောက်ကြပါဒီကပြန်သမီးကို Jackson Square မှာပို့လိုက်ဝယ်ကြည့်မယ်နော်ဆရာမသမီးလေးကိုစောင့်ပြီးတော့ကျေးဇူးလိုက် ဟောရပါတယ်ဆင်ခွင့်ပြုပါဦး ဟုတ်ကဲ့ခုနကဘယ်လိုဖုန်းဆက် မေမေနဲ့ သမီးဖေဘာပြောတာလဲသူစီဖုန်းဆက်ပါနဲ့လို့ဖေပြောထားတယ် ဖေဖေရမှဆက်စောလာမကြည့်ပါဖေဖေရလာမကြည့်လို့ရှိရင်သမီးကဒီကျောင်းမှာအိပ်ရမှာ ကဲတောင်းပန်ပါတယ်သမီးလေးရဲ့နော်တော့ကိုဖေစောစောလာကြည့်ပါဒီနေ့တော့အလုပ်ကိစ္စနည်းနည်းအရေးကြီးသွားလို့ပါ ဒါပဲနော် โอเคပါ ကဲသမီးစားချက်ပေးပြီလား ဒီမမီ အဲ့ဆိုလို့ရှိရင်မမီတို့စောစီအိမ်အောင်သမီးရဲ့နော် မမီတို့ဆော့ချင်သေးတယ် စောချင်သေးတယ်ဩကျုပ်ကအားတာကို ဟာလောက်ပါမမီရဆော့မနော် ကဲဘာစောမှလဲသမီးရဲ့ တူတူပဲကစားမယ်လေ တူတူပုံနဲ့ မမီရလက်ရှိနဲ့ပြောတင်ပြောလေးအောင်မမီရပုံနဲ့မမီရလက်ရှာနော် က
အားဆိုလို့ရှိရင်ခဏမရမယ်နော်အဲ့တော့မင်းကဘာနဲ့စိတ်နေရလဲပြော ခုနက ဟိုငါကဲအဲ့ဒီနော် မမီမိမိတော့မယ်နော် 1 2 3 4 5သမီးဟင်းမလား ဟုတ်တယ်မမေမမေကိုတတိယလို့ ဖေဖေမရှိဘူးလားသမီး မရှိဘူးမမေဖေဖေကစစိုးပြန်လာမယ်ဆိုပြီးတော့ခုထိပြန်မလာသေးဘူးမနေ့ကလည်းသမီးကိုကစားပွဲလိုက်ဖို့မယ်ဆိုပြီးတော့မိုးချုံမပြန်လာ ဒါဆိုအခုသမီးရဲ့အိမ်မှာတယောက်ထဲလား အဝိရှော်ရတော်ကြီးတယောက်တော့ရှိရဲ့ အော်အေးပြောအဲ့ဆိုတခါကိုတေးချပိတ်ထားနော်သမီးဖေဖေမဟုတ်ရင်ဘယ်သူ့မှတကားမဖွင့်ပေးနဲ့ကြားလား ဟုတ်မမေ အေးဒါမှနော်သမီး ဟုတ်ကဲ့မမေ ဒီငါ့ကိုပိတ်ထားရတာငါဖေဖေပုံလို့တေးဒီငါ့ကိုပိတ်ထားရတာ Hi Daddy Hi Daddy ဒီကနေ့ရောက်နေလားDaddy Mami တတိယမမီခေါ်တာစကားလက်ကျန်မပြောမီးကိုချစ်တော်လားမသိဘူးနော် အဲ့လိုမဟုတ်ပါဘူးသမီးရဲ့ဒေဒီကသမီးကိုချစ်ပါတယ်ဒေဒီကမမီကိုစိတ်ဆိုးနေအော်မမီမေ့တယ်ဒီမှာဒီချက်ကလေးဝထားတယ်တခုကသမီးအတွက်ဒါသမီးအယုံမလေးအတွက်ပြန်ပြီလေသွားအောက်ကိုဆင်း
နင်နဲ့ကလေးနဲ့ဘာမှမဆိုင်ဘူးနင်ဘွားပြောပြီးထွက်သွားရမယ်နင်အခုထွက်သွားစမ်းနင်အခုထွက်သွားစမ်း 连着了呀！我那我的没有，别怪快用的阿米亚路，我的没拿你熬，啊比白你头破见你家了啦！我快来，我的没拿看你熬，让我们快来不！老板的事，那你俩都看不明白呢。是，娘那把话你不要变成表妹我了是。你表妹，表妹不话表妹，ထွက်သွားစမ်း不话表妹，ထွက်သွားစမ်း。你这也是的，你把钱过节么少？我的米票，我本来吃这说你第一单呢，我的米里那个面就都你进呢，让我们回来我。怎么这么忙人？怎么这么忙事？现在的米里那不我们都着保险。爸爸知道好多，那明天我们拿什么来哦？那明天我是拿什么来呢？你快哦，快点，快！我的米丽娜，我的灯笼受伤了。你看，打的比你狗也没少。你的米心里小拿的钱干啥？我的米我们可有没才懂？别家的。我的米你那么也要。我的米哪里？这灯笼受伤了，可有在吗？快点！你拿那把话，话路，快点！你给我ထွက်သွားစမ်းထွက်သွားစမ်း你拿那把话去，ထွက်သွားစမ်း这把的米都别去买了，这把老天妈的米都剩下的啥打给我先，这把刀把没人。先ထွက်သွား了，先ထွက်သွား了。ထွက်သွားမယ်你ထွက်သွားမယ်ထွက်သွားလားမခွဲနိုင်ဘူးမခွဲနိုင်ဘူးငါသမီးနဲ့ငါနဲ့လုံးဝမခွဲနိုင်ဘူးတိတ်ဆန်းနေကငါ့ကိုလာပြီးပညာစမ်းညာတာဟုတ်လားနေနဲ့နေသမီးနဲ့ဘာမှမဆိုင်ဘူးနေကနာနာပါဝနေထွက်သွားစမ်းထွက်မသွားရင်ငါအကြောင်းသိရမယ်ငါကြောင့်ထွက်သွားလားမသွားနိုင်ဘူ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 း
ဆရာမကျွန်တော်ဒီလူနာရဲ့အမျိုးသားပါဟိုလူနာချင်းလေးသိနေပါတယ် အော်လူနာချင်းနေကောင်းသွားပါပြီတက်တာသွားပါပြီချင်းကြီးကောင်းသွားပါပြီ ဆရာမဟိုဒီလူနာနဲ့အတူတူပါလာတဲ့ကလေးရော အော်စိတ်မကောင်းပါဘူးရှင် မြိုက်ပါနဲ့တက်တီမမေကိုမြိုက်ပါနဲ့နော် ဘာဖြစ်လို့လဲတပည့်ရဲ့မိမိမမင်းချစ်လို့ ချစ်တာပေါ့ အားစိဒယ်ဒီရော နည်းနည်းလေးချစ်တယ် ဟုတ်ပါပြီ